everyone Gloria တရားဒီရက်ပိုင်းမှာ Florio တင်လိုက်ပြလိုက်နေဘာလို့နေကြလဲဆိုပြီးတော့သိချင်ကြတဲ့လူတွေရှိလားမရှိဘူးဆိုလို့ရှိရင်တော့စိတ်မကောင်းတော့ဖြစ်မိမှာပေါ့နော်မဲဒီတစ်ခါ Florio နဲ့ထူးခြားမယ်လို့ Gloria ဘာလို့ shopping ထွက်ပြီးဘာအများကြီးဝယ် Gloria unboxing လုပ်မလဲဆိုတော့သိချင်လောက်ကြပြီလားvideo နည်းနည်းရှိရောအရင်မလေးပြရမယ်ဆိုလို့ရှိရင်ဒီ vlog လေးကတော့ Gloria ရဲ့ career နဲ့ပတ်သက်တဲ့ vlog လေးဖြစ်ပါတယ်ဆိုတော့ Gloria နောက်ပိုင်းဘာလေးလုပ်သွားမယ် vlog လေးတင်သွားမယ်ဆိုတော့ဒီ video ထဲမှာပဲအကုန်လုံးပြပြပေးထားပါတယ်စိတ်ဝင်စားကြည့်ပေးပါဦးနော် Look what I got. ဒါဘာလို့ထင်လဲဒါက Rani ရဲ့က artist တွေတော်တော်များသုံးကြရဲဆိုပြီးတော့ပြောရဲ set ကလေးပေါ့နော် printer တစ်ခါသုံး printer ဒီခုနကဒီပန်အတွက်လိုအပ်တဲ့ app လေးပေါ့နော်တစ်ခါသုံး app လေးပေါ့အများနဲ့နေချင်နေရအများ practice လုပ်နေရမှာဆိုတော့ eyeliner အတွက် eyeliner အတွက်အရင်ရစုလေးပေါ့နော်ဒါကနှာခေါင်းရတယ် eyeliner ရတယ် lip coloring အတွက်လည်းဆင်ပြေပေါ့ဒါကညခုံး frame ဆွဲလိုက်တာရယ် frame မပါဘဲနဲ့နိုင်တောင်လေးချင်ဘူး app တွေဂုံးတွေradar တွေပါလေအဲ့ဒါထိုးပေးလို့ရှိရင်ခါရထည့်လို့ရအောင် band လေးပါ finger cards လေးပေါ့ဒါလည်းအိမ်မဝတ်ချင်တဲ့နေကြလို့ရှိရင်ဒီလက်ချောင်းဟာလေးပဲဆွတ်ပြီးတော့သုံးမလားပေါ့နော်အဲ့ဒါတော့များအဲ့ဒါလည်းဝယ်ခဲ့တယ်လက်အိတ်လည်းပါပါတယ်လက်တတိလေးနဲ့ small size လေးပဲဒါက brush ကကြတော့မျက်ခုံးအမြင်ကိုထွေးပေးရခါကြလို့ရှိရင်သုံးရမယ်ပန်လေးပေါ့နော်အရှမ်းလာပြီးတော့အလယ်မှာ crystal လေးနဲ့တစ်ဖက်အဲ့တော့ဘိုးကတော့ပဲမဟုတ်ပါဘူးသုံးထုပ်ပဲမျက်ခုံးထုံးမဲ့ဆက်မှာအဲ့လိုမျိုးချောကြီးမဖြစ်ရလို့ပတ်ပြရမယ်ပတ်တီလေးပေါ့နော်တစ်ခါသုံးပစ္စည်းထည့်ဟိုအတွက်ပါမျက်ခုံးမွေးဆွဲတဲ့ဒါအနီးရဝယ်ရမျက်ခုံးဆိုလို့ရှိရင်အမဲဆိုတော့လေ frame ချလို့ရှိရင်အဲ့ခဲတဲ့အမဲကြီးနဲ့မပေါ်ဘူးဖြစ်မှာဆိုလို့အနီးလေးတစ်ချောင်းဝယ်ပြီးတယ်အဲ့ဟိုကပါတည်းရဲ့တော့တေးပြတိတ် eyeliner ထိုးလို့ရှိရင်ဒီမျက်လုံးအောက်လေးကိုလေဒီတိတ်ပါးလေးတိတ်အကြီးတက်ကြီးလေးပါအားလေးကကျတော့ဓာတ်လေးပါမျက်ခုံးအမြင်လေးပါဆွဲတဲ့ခါကျရင်တုံးလိုက်တာလေးပေါ့နော်ဒီမှာကဒါလေးပါမယ်အဲ့ဆိုင်မှာလေအစုံရှိရตีมวยไทยก็แอสไลน์มาเลยล่ะဒါကြတော့အဲ့လေပါထုံးမယ်ဆိုလို့ရှိရင်ဖျားပြီးအောက်ကပေါ့နော်တစ်ခါတော့ခင်းရတဲ့ဟာလေးပါဒါလေးကိုအလို့ရှိပြောနေမထည့်ပေးလိုက်ရင်လည်းတော့ပြုတ်ပြီးထားလာပြုတ်ထောင်လုပ်ပြီးတော့မှဖြတ်ပေးရအောင် after care ချုပ်တယ်ဆေးထုံဆေးလေးပါတွေကိုတစ်ခါရဲ့ဟိုထည့်ထားလို့ရတာလားအောက်ကလောတားလိုက်တော့GM တစ်စိတ်လေးကဆေးလေးပါလူသုံးရရဲ့ဆေးလေးပေါ့အဲ့ဒါဆိုရှင်မဲနက်ကလေးမှာမျိုးလုံးမျိုးထင်းလေးဖြစ်မှာဆိုတော့လုံးဝအနက်ရောင်တောက်ကလေးကိုဝင်လာပါတယ်ဒါကဟာဘလို့ရှင်ဒါကြတော့ထုံဆေးခရင်ဘလို့ရဲနဲ့ကိုနာနေသေးတယ်ဘာညာဆိုရှင်ထုံဆေးအရှိလေးနဲ့ထည့်ဝင်လာပါသေးတယ်တင်တန်းတက်တုံးကပေးထားတဲ့ဆက်မှာသုံးဖို့အဲ့လေးပေါ့နော်ဒါကလည်းကိုလေးစတဲ့ခါသုံးဖို့ပေါ့နော်တောက်တဲ့တိတ်တစ်ခုလည်းဝင်လာတိတ်ကလည်းများတယ်ဒါကတော့အဲ့လို frame နဲ့ပေးတဲ့ခါမျိုးဆိုလို့ရှိရင်ဒီခဲသားနဲ့မဟုတ်ပဲနဲ့ marker pen လေးနဲ့ပေးတဲ့ခါလည်းရှိရပါတော့ဒါပေမဲ့ marker ဖြတ်တဲ့ခါတော့ပါလာပြီးတော့ marker တော့မပါလာလေတော့နောက်မှတော့မှာဒါကတော့ခဲတဲ့ဒီနှခုံးတော့အနည်းအောင်လေးပါထုံစေးတွေပါရေးပေးပြီးသွားတဲ့ခါဖြတ်ဖို့အတွက်ပေါ့နော်ဒါလေးပါဒီထဲမှာပစ္စည်းပါစီပြီးတော့ထည့်လိုက်ပါဦးမယ်နိုင်နော်ပြီးပြလိုက်ပြီတခုမေးကြငယ်လို့မလွဲရရင် Gloria မဟုတ်ဘူးအရေးကြီးဆုံးတစ်ခုကြံခဲ့ရပါဒါလေးပါဝင်ခဲ့ရဲ့ unboxing video လေးရတော့ဘာနဲ့ပတ်သက်လဲဆိုလို့ရှိရင်ဒီ eyebrow နဲ့ပတ်သက်တဲ့ပစ္စည်းလေးနဲ့ unboxing လုပ်တဲ့ video လေးပေါ့နော်ဆိုတော့ဒီနေ့ vlog လေးရတော့ Gloria ရဲ့ပထမဆုံး challenge အတွက်ပေါ့နော်စတော့မယ် video လေးဖြစ်ပါတယ်ခုံး eyeliner စပြီးထိုးရမယ်ဆိုလို့ရှိရင်ဒီ page ကနေပဲ run ရမယ်ပေါ့နော်နောက် vlog လေးရဒါပဲရှင်ပြီးလို့ရှိရင်လည်းအပိကြပါဒီစနေရှိလို့ရှိရင်လည်းလာပြီးတော့မိကြပါလို့ဆိုတော့ bye bye အားလုံးပဲ thanks for watching ပါ